တွေရှိတဲ့အချိန်အစုံမရှိတဲ့စစ်ပွဲမှာပြစ်လောင်ခံခဲ့ရပြီးတော့ပြိပခါတွေကကဘာပြက်ရဲ့အဆုံးဘက်ကိုစွန့်မြင်နေခဲ့ပါတယ်။ကောင်းကင်တမန်တွေကရဲရင်စွာတိုက်ပွဲဝင်ခဲ့ကြပြီးတော့သူတို့ရဲ့တောက်ပတဲ့အလင်းရောင်ကမှောင်မိုက်နေတဲ့စစ်မြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။သူတို့တွေကလက်ရွေးစင်စစ်တီတော့ဆိုလီဗီကတ်ကကောင်းကင်ဘုံမှာရှိတဲ့ဘဲအလင်းရောင်တွေထပ်မစိုးသူကိုမြတ်လို့ရတဲ့မင်းသမီးဗီကာနဲ့အတူတိုက်ပွဲဝင်ခဲ့ပါတယ်။မဆိုင်မတော့သူတို့ရဲရင်စွာတိုက်ခိုက်ခဲ့ကြတယ်လေ။ဒါပေမဲ့နောက်တော့ကြေကွဲစီရဖြစ်သွားခဲ့ပါတယ်။တွင်းနဲ့ကြီးတွေကမှောင်မိုက်နေတဲ့လက်ပစုံကဒီကောက်ကိုရုတ်တရက်ဆွဲကင်လိုက်ပြီးတော့အမောင်တို့ရဲ့နန်းနေရစီကိုဆွဲသွားခဲ့ပါတယ်။တိုက်ပွဲပြင်းထန်နေတယ်။ဖီကသူ့ဖတ်တာသူအဆင်ပြေပါလိမ့်မယ်။အာယုံစိုက်ပါ။ဆိုလီဗီကတ်ကအေးခဲသွားခဲ့ပါတယ်။စိတ်ပြက်အားငယ်မှုတွေဖုံးလွှမ်းသွားသလိုသူတယောက်ရဲ့ကြောက်ခဲကိုမစင်မကျင်ခုံဝင်သွားခဲ့တယ်လေ။ဖီကာကိုပြန်ဆွဲထုတ်ဖို့ပြင်းပြင်းထန်ထန်ရုန်းကန်နေပေမဲ့အရာအားလုံးထက်သူမြန်လို့တဲ့သူကိုမကာကွယ်နိုင်ခဲ့ပါဘူး။သူ့ချစ်သူရဲ့နောက်ဆုံးထွက်သက်ကိုပဲမြည်ခဲ့ပါတယ်။ဖီကာထားပါဦးကိုတောင်းမှပါတယ်။ဖီကာပြတ်ကွယ်သွားတဲ့အချိန်သူ့ကဘာလည်းပြတ်သွားခဲ့ပါတယ်။နတ်ဖျားတွေကသူ့ကိုစွန့်ပစ်ခဲ့တာဆိုရင်ငါဘာလို့သူတို့ကိုနာခံနေရအောင်မလဲ။မဆိုးဘူးကိုကျိုးဆိုပါလေ။ဆိုလီဗီကတ်ကဗီကာရဲ့ဘဝတစ်ခုကိုပြန်လည်ရရှိဖို့အတွက်စကြဝဠာတစ်ခုလုံးကိုတည်ရမယ်ဆိုရင်တော့တည်လို့စိမ့်နဲ့ကောင်းကင်ဘုံကိုပြန်သွားခဲ့ပါတယ်။ Solivacus အသိပြောင်းဝင်စမ်းကျုပ်ရဲ့အသိကဒီထက်ပိုရှင်းတာမရှိတော့ဘူး။ပျက်စီးခြင်းရဲ့အစွန်းနာမှာအရာအားလုံးကတရွေ့ရွေ့ရှားလာတဲ့အခါလက်ဖျားတွေကသူတို့ရဲ့နောက်ဆုံးကြံနေတဲ့ခွန်အားကိုနောက်ဆုံးမှန်တဲ့တစ်ခုအဖြစ်သုံးလောင်းခဲ့ပါတယ်။ပွင့်ချက်သုံးပွင့်ပြီးတော့အမောင်တို့ကိုတွန်းပို့တဲ့အလင်းရောင်ဖန်တီးခဲ့ပါတယ်။ဆိုလီဗီကတ်ကဘလောက်ပဲစူးစမ်းပါစေပန်းအောင်မဖြတ်စည်းနိုင်ခဲ့ပါဘူး။အဲ့ဒါကသူ့ကိုပြင်းပြင်းထန်ထန်ထန်ရရစေခဲ့ပါတယ်။နဖျားအောင်လို့ပျက်စီးသွားရင်တော့ဒီပန်းပွင့်နေတဲ့မင်းရဲ့ရှီမန်းချက်တွေကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး Solivacus ဒီလိုနဲ့ကန်ချပါနီကိုရောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ပန်းကပွင့်သွားခဲ့ပါပြီသူတို့တွေကဆယ်လီစတီယာလို့ခေါ်တဲ့ကောင်းကင်ဘုံအချစ်နှမိမယ်ပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီနောက်လူသားအချစ်နှမိမယ်ဘလက်တိုင်းပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့အမှောင်တို့အချစ်နဲ့မိမယ်နော်ထရာပဲဖြစ်ပါတယ်။ level 3ရဲ့ချိန်ဝင်ရှာကရွေ့ရှာသွားခဲ့ပါတယ်။လက်စိုးရဲ့ကုန်းမြေတွေကျုံသွားပြီးအလင်းကအရိပ်တွေလွှမ်းသွားခဲ့တယ်လေ။ Solivacus မရှိတော့ဘူးဆိုတော့အခုကစပြီးတော့ငါလက်စိုးနယ်မြေမှာရှိတဲ့အချစ်နဲ့မိမယ်ပဲ။မင်းတို့အားလုံးကောင်းကောင်းပြည့်မှုနေထိုင်ပါ။ဒီလိုနဲ့ခေတ်သစ်တစ်ခုစတင်ခဲ့ပါတယ်။စစ်ပွဲပြီးဆုံးပြီးတော့ငြိမ်းချမ်းမှုပြန်လည်ရရှိခဲ့ပေမဲ့level 3ခုကွဲသွားခဲ့ပါတယ်။ကောင်းကင်ဘုံအချစ်နဲ့မိမယ်ဆယ်လီတီယာကတင်းကျပ်ပြီးတော့မြင့်မြတ်ပါတယ်။ချစ်ချင်းမြတ်တာဖြူစင်ပြီးတော့အလိုဆန္ဒအရမပြတ်စီးပဲရှိနေရမယ်လို့သူယုံကြည်ခဲ့တယ်လေ။အချစ်နဲ့မိမယ်ကျေးဇူးပြုပြီးကျွန်တော်တို့ကိုကောင်းချီးပေးပါ။ကျွန်တော်တို့တကယ်အတူရှိနေကြပါနဲ့။မင်းရဲ့နှလုံးသားကောင်းကင်အချစ်ကိုခံယူဖို့မိုက်မဲလုံးနဲ့။အဲ့ဒီအချိန်မှာသူ့ရဲ့ညီမအမောင်တို့အချစ်နဲ့မိမယ်နိုဂရာကတော့ရိုင်းပြီးတော့ပုံစံတက်တဲ့သူပါ။အချစ်အန်ဒီရဲ့နည်းနည်းရှိတယ်အစွန်းရောက်လွယ်တယ်ပြီးတော့ဘာရှိသေးလဲအိုးဝေဒနာခံစားရတယ်အဲ့ဒီနောက်မှာလူသားအချစ်နဲ့မိမယ်ဗလက်တိုင်းရှိပါတယ်ချစ်ချင်းမြတ်တာပျော်ရွှင်သည်ဖြစ်စေနာကျင်သည်ဖြစ်စေသူတို့ရဲ့ကိုယ်ပိုင်နည်းနဲ့လွတ်လပ်စွာချစ်ခွင့်ရှိပြီးတော့လူသားတွေကိုခွန်အားဖြစ်စေတယ်လို့သူယုံကြည်ခဲ့တယ်လေတနေ့ကျရင်မင်းရဲ့နှလုံးသားတက်တာလာပါလိမ့်မယ်ပြီးတော့ပျောက်ဆုံးနေတဲ့အပိုင်းကိုပြန်တွေ့မှာပါသူတို့ရဲ့ပြင်းထန်တဲ့ကွဲပြားမှုတွေကြောင့်နတ်မိမယ်၃ယောက်ကမကြာခဏရန်ဖြစ်ခဲ့ကြပါတယ်။ကဲပါငါတို့၃ယောက်အတူရှိနေဖို့ဆိုတာရှားတယ်လေ။အော်တိတ်တိတ်နေစမ်းနေပါသေးလို့လဲဗက်လန်နိုင်။နေကတော်တော်ပြောညံ့တာပဲ။သူတို့ရဲ့သဘောထားကွဲလွဲမှုတွေကြီးထွားလာတာကြောင့်သူတို့ရဲ့နယ်မြေကြော်ကြားမှုမှာစီးမင်းတွေဆွဲပြီးတော့ဘယ်သူမှမဖြစ်ကျော်နိုင်အောင်တားမြစ်ခဲ့ကြပါတယ်။တနေ့မှာတော့နယ်ပယ်၃ခုလုံးမှာအချက်ပေးခေါင်းလောင်းတန်တွေထွက်ပေါ်လာခဲ့ပါတယ်။
ဘာနဲနမီတီကိုကန့်ကွက်တဲ့အချစ်လား ကောင်းကင်တမန်တစ်ပါးကလူသားတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ်။မှောင်မိုက်တဲ့တသက်ဝါကသူတို့အချစ်ရဆုံးသူကိုရှာဖို့အလင်းရဲ့နယ်ပယ်တွေကိုတတိရှိရှိရှောင်နှမ်းလာခဲ့တယ်လေ။ဒေါသကြီးရဲ့ဆယ်လီစတီယာကသူ့ရဲ့နယ်မြေမှာချိန်ချတဲ့ပြင်ပလူတိုင်းကိုဂရုဏာမရှိဘဲနဲ့တပ်ပြစ်မယ်လို့အကျွမ်းမဲ့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနည်းတူမနာကန်တဲ့ဘယ်ကောင်းကင်တမန်ကိုမဆိုအပီးပိုင်းပြည်နေခံရမှာပဲဖြစ်ပါတယ်။နော်ထရာကလည်းသူ့ရဲ့နယ်ပယ်ကိုနှက်ဆိုင်နဲ့တွင်းနဲ့ကြီးတဲ့ကိုထိုးသွင်းပြီးသူတို့ရဲ့နယ်ပယ်အပြင်ကသူ့ကိုချစ်ကြိုက်မိရင်ထာဝရညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရဖို့ကြိမ်ဆဲခဲ့ပါတယ်။မရေမတွက်နိုင်တဲ့ကောင်းကင်တပံတွေနဲ့ဆိုးတွေနဲ့လူသားတွေကဒီဥပဒေတွေကြောင့်ထိခိုက်ဒဏ်ရာရပြီးတော့တချို့လည်းပျက်စီးခဲ့ရပါတယ်။ဗလတိုင်းကပြင်းထန်စွာနာကျင်မှုကိုခံစားခဲ့ရပေမဲ့သူ့ရဲ့ညီမတွေကိုတားဆီးဖို့ဘာမှမတတ်နိုင်ဘူးလေ။အမျက်ဒေါသတွေကြားမှာသူ့စကားတွေတိမ်မြုပ်သွားခဲ့ပါတယ်။မှောင်ရိပ်ထဲမှာဆိုလီဗီဂတ်ကကျေနပ်စွာပြောင်းလိုက်ပါတယ်။ဒါတွေအားလုံးကသူ့အစီအစဉ်တွေပါ။ပွင့်ဖက်3ခုကြောင့်နတ်မိမဲ့3ယောက်ကိုဓာတ်ရိုက်မထိခိုက်နိုင်တာကြောင့်သူတို့ကိုခွဲဖို့သူရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကမ္ဘာလုံးကအချစ်တွေပြိုကွဲသွားရင်တော့သူ့ရဲ့ပန်းတိုင်းကိုရောက်မှာမလို့ပါပဲ။အချစ်နတ်မိမဲ့တွေကိုတွေးထိုးလုံးဆော်ခြင်းအပါအဝင်အချင်းချင်းကြမှာသူတို့ရဲ့နာကျင်မှုနဲ့နားလည်မှုလွဲမှားမှုတွေကပုံမကြီးထွားလာစေခဲ့ပါတယ်။ဆယ်လီစတီယာကကောင်းကင်တမန်တွေရဲ့နှလုံးသားတွေကိုတောက်ခတ်ထားတာကြောင့်ကောင်းကင်ဘုံကပို့ပြီးတော့အေးဆက်လာခဲ့ပါတယ်။သူတို့အသက်မရှင်တော့ပါဘူး။လက်ဆုံးတဲ့ဘယ်ကလည်းရိုင်းဆိုင်ပြီးတော့မစင်မကျင်ချစ်ချင်းမြတ်တာတွေနဲ့ပြည့်နေနေတဲ့ဗယံမရာအဖြစ်ကိုပြောင်းလဲတော့ခဲ့တယ်လေ။အဲ့ဒီအချိန်မှာဆိုလီဗီဂတ်ကသူ့ရဲ့အခွင့်အရေးကိုစောင့်ကန်လိုက်ပါတယ်။သူကဗီကာကိုရှင်ပြန်ထမြောက်စေဖို့လိုအပ်တဲ့စွမ်းအားကိုဖြည့်တင်းမှုအတွက်စိတ်ပြည့်အားငယ်မှု၊ဝမ်းနည်းမှုနဲ့ခြေကွဲတဲ့နှလုံးသားတွေကိုရှိတ်သိမ်းနေတာပဲဖြစ်ပါတယ် ဖီကာမင်းနိုးထားမယ်အချိန်နီးလာပြီ ။ဒါပေမဲ့အဲ့ဒီအချိန်မှာကြီးမားတဲ့အတားအဆီးတစ်ခုရောက်ရှိလာပြီးတော့အဲ့ဒါကလူသားအချစ်လက်မိမယ်ဗလတိုင်းပဲဖြစ်ပါတယ်။သူ့ညီမနှစ်ယောက်နဲ့မတူတာကဗလတိုင်းကတခြားသူတွေပေါ်ချစ်ချင်းမြတ်တာကိုမသတ်မှတ်ထားပါဘူး။အဲ့ဒီအစားသူကချစ်ချင်းမြတ်တာကြောင့်တားမြစ်ခံရပြီးတော့ကွဲကွာနေတဲ့သူတွေကိုအသိတစိတ်ကူညီပေးခဲ့တယ်လေ။ကျေးဇူးတင်ပါတယ်နတ်မိမယ်ဗလတိုင်း။နတ်မိမယ်ကအရန်ကိုကျင်လာတာပဲ။ဘာလို့လဲ။ဘာလို့ကျမတို့ကိုကူညီရလဲ အချစ်ကတိုက်ပွဲဝင်ရကြုံနဲ့တယ်လို့ငါယုံကြည်တယ်ကဲသွားတော့ ။ဆိုလီဗီဂတ်အံ့အားသင့်သွားခဲ့ပါတယ် သူကဖီကာနဲ့အရန်တူတာပဲ ။သူ့ရဲ့အကြည့်သူ့ရဲ့အမူအရာအမှောင်တို့ထဲမှာတောက်ပနေတဲ့ကျင်နာမှုအားလုံးပါပဲ မဟုတ်ဘူးမဖြစ်နိုင်ဘူးဖီကာတယောက်တည်းပဲရှိတာ ။သူ့အစီအစဉ်ကိုသူဆက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့စက်ကြတစ်ခွင်လုံးမှာရှိတဲ့ချစ်ချင်းမြတ်တာကပြိုလဲလူနေဖြစ်ပြီလို့သူယုံကြည်လိုက်တိုင်းဗလတိုင်းကသူ့ကိုမှားနေကြောင်းသက်သေပြခဲ့တယ်လေ။သူ့ကိုယူသွစေရကြောင်းသူ့ကိုအဖြစ်ပေးခြင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မှောင်မိုက်နေတဲ့နှလုံးသားရဲ့နှက်ဆိုင်ဆောင်ထောင်းတဲ့နေရာမှာတော့သူမလုံနိုင်ခဲ့ပါဘူး။ကကြပါတညမှာဆိုလီဗီဂတ်ကသူ့ရဲ့မှောင်မိုက်နေတဲ့မော်ဆာကုံဆုံးသွားတာကြောင့်သူ့ကိုယ်တော်ဝါလူမျိုးကြီးပါဖြစ်စေခဲ့ပါတယ်။ ဆိုလီဗီဂတ်ကဒဏ်ရာပြင်းထန်စွာရသွားပြီးတော့ကြောက်ထဲကိုပြုတ်ကျသွားတာကြောင့်သူ့ဘဲကိုရောက်သွားမှမသိခဲ့ဘူးလေ ပပလည်းကိုစစ်ဆေးကြဒီအနည်းနောက်မှာထူးဆန်းတာတစ်ခုခုပြုတ်ကျလာတယ် သူ့ရဲ့နောက်ဆုံးကြံရှိနေတဲ့ခွန်အားနဲ့ဆိုလီဗီဂတ်ကလွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူဗလတိုင်းနဲ့မျက်နှာချင်းဆိုင်တွေ့သွားခဲ့တယ်လေ မင်းကအခုတတ်တော့မှလား ဒါပေမဲ့ဗလတိုင်းမလုပ်ခဲ့ပါဘူး သူတို့သွားပြီကျမရှင်ကိုကုပေးမယ်ဒီတန်ရာရီယာ ဟုတ်တယ်ငါလန့်နဲ့ငါရဲ့နှစ်သားအတောက်မှန်တွေကိုစုပ်ဖြဲပြစ်လိုက်တာမရှိတဲ့အရာတွေအတွက်မင်းကုလို့မရအောင် တခြားဘသူမှရှင်ကိုကုစားနိုင်မှာမဟုတ်ဘူးဒါပေမဲ့ရှင်ကိုရှင်ထပ်မနာကျင်စီအောင်တော့ရှင်ရွေးချယ်လို့ရတယ် ဒါကသူ့ကိုအရှင်ကဘယ်သူမှမပြောဘူးပါဘူးဆိုလီဗီဂတ်ကသူ့ရဲ့ရှင်ဘက်ထဲမှာကြောက်စရာခံစားချက်တစ်ခုခုကိုခံစားလိုက်ရပါတယ်သူ့ရဲ့လူမဟုတ်ပေမဲ့သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့ခံစားချက်တွေပါသူ့ရဲ့နူးညံ့တဲ့လက်တွေနဲ့သူ့ခန္ဓာကိုယ်မှာရှိတဲ့ထင်ရတွေကိုညှင်းသားစွာကုပေးရင်ဆိုလီဗီဂတ်ကငြိမ်သက်စွာငိုင်မြီးသွားခဲ့ပါတယ်သူအိမ်မက်မက်နေခဲ့ပြီးတော့အဲ့ဒီအိမ်မက်ထဲမှာသူကလက်စားချေဖို့ဒါမှမဟုတ်ဒီကဘာပေါ်မှာရှိတဲ့ဘယ်အရာကိုမှမဖြတ်စည်းချင်တော့ဘူးလေ တော့အိမ်မက်လားဖလတိုင်း ကြောက်စရာကောင်းတဲ့ခံစားချက်တစ်ခုကသူ့အပေါ်ကိုလွှမ်းခြုံသွားခဲ့ပါတယ်သူ့အကြည့်ကိုလွှဲလိုက်တဲ့အချိန်သူ့နှလုံးခုန်မြန်သွားခဲ့ပါတယ်level 3ခုလုံးရဲ့အလဲဘဟုမှာမိโกလုံးကြီးတစ်ခုတက်လာပြီးတော့ကြီးကျယ်ခမ်းနားတဲ့ထုံးနှဲစင်လာတစ်ခုစတင်ခြင်းအချက်ပြနေခဲ့ပါတယ်ဆိုလီဗီဂတ်ကအဲ့ဒီကိုရောက်သွားတဲ့အချိန်ဗလတိုင်းကအဲ့နေရာမှာရက်နေခဲ့ပါပြီသူ့ရဲ့နှလုံးသားကစက်ကြောလာရဲ့စီးချက်နဲ့အတူတဖြည်းဖြည်းချင်းပေါင်းဆက်သွားခဲ့ပါတယ် ဖလတိုင်းမင်းဘာလုပ်နေတာလဲ Solivegas
ရှင်ဒီဆက်ကြဝဠာကြီးကနေချစ်ချင်းမြတ်တာတွေကိုဘယ်တော့မှဖျောက်ပြနိုင်မှာမဟုတ်ဘူးအချစ်နဲ့ပြည့်နေတဲ့ကျမရဲ့နှလုံးသားကိုစတေးပြီးကာကွယ်မယ် မဖြစ်ဘူးရက်ငါချက်ကိုထပ်မခိုးတော့ဘူးငါလက်လျှောက်ပါမယ်အဲ့ဒါကိုရက်ပါတော့ အရန်နောက်ကျသွားပြီရှင်လဲကောင်းကောင်းနေထိုင်ပါ Solivigans နယ်ပယ်၃ခုရဲ့တတဝါတို့အားလုံးဒါကိုမှတ်ထားပါရိုးသားမှုနဲ့ပြုစုပြောထောင်ထားတဲ့၍ချစ်ချင်းမြတ်တာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူး မဖြစ်ဘူးဒီလိုမဖြစ်အောင် အဲ့ဒီလိုနဲ့ဗလက်တိုင်းကနေပယ်သုံးခုရဲ့နှလုံးသားဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်ဆုံးအခိုက်အတန့်မှာဆိုလီဗီဂတ်စ်ကသူဘယ်တော့မှမရင်ဆိုင်ရတဲ့အမှတ်တရားကိုတွေးလိုက်ရပြီးတော့အဲ့ဒါကဗလက်တိုင်းကဗီဂါရဲ့ဝိညာဉ်အပိုင်းစားတစ်ခုပဲဖြစ်ပါတယ် ငါမင်းကိုထပ်ပြီးဆုံးရှုံးခဲ့ရပြန်ပြီ သူ့ရဲ့ဆွန့်လွတ်အနစ်နာခံမှုကနေပယ်သုံးခုလုံးကိုဝမ်းနဲ့ပူဆွေးမှုဖြစ်ပေါ်စေခဲ့ပါတယ်ဗလက်တိုင်းရဲ့ညီအမတွေလည်းဝမ်းနဲ့ချင်းတွေနဲ့ပြည့်နေနေခဲ့ပါတယ် နင် Solivigans နင်ငါတို့ညမကိုပါလောက်လိုက်တာလေ ခဏလေးအမစိတ်အေးထားပါ तू ကအခုအခန်းစားအဆုံးသူဖြစ်နိုင်တယ် ငါတို့၃ယောက်ကထူးခြားတဲ့နတ်မိမယ်တွေပါအမှန်တော့ဗလနိုင်းကိုပြန်ခေါ်လာနိုင်တဲ့နီလန်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ ဘယ်နည်းလန်းလဲငါဘာမစိုးလုပ်မယ် ဆယ်လီစတီယာနဲ့နော်ထရာတို့ကဗလက်တိုင်းရဲ့ဝိညာဉ်ပြန့်လွင့်သွားပွဲအကောင်းဆုံးနေရာဖြစ်တဲ့ဘောနဘယ်စီကိုသွားဖို့တကားပေါက်ဖွင့်ဖို့သူတို့ရဲ့စွမ်းအားကိုပေါင်းစပ်လိုက်ပါတယ် ဘယ်သူမှဖိုက်ကနေပြန်မလာဘူးနင်အဲ့ဒီမှာအကြာကြီးဆက်နေရင်နင့်ကောင်နေတော့မိတ်သွားနိုင်တယ် ငါတေချာမောလုပ်မယ် ဆယ်လီစတီယာကသူတတိပေးခဲ့သလိုဘောနမြေကအန်ရီယများပြီးတော့တတိမထားမိရင်မိတော့တွေရဲ့လုံလုံများများလောင်မြိုက်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်မဆောင်မနစ်တဲ့ဝေဒနာနဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကိုအောင်ပွဲခံပြီးတဲ့နောက်ဆိုလီဗီဂတ်စ်ကနောက်ဆုံးမှာတော့ဗလက်တိုင်းကိုရှာတွေ့သွားခဲ့ပါတယ် ဖယ်လာတိုင်းကိုနဲ့အတူပြန်လိုက်ခဲ့ပါအိမ်ပြန်ကြအောင် ဒါပေမဲ့ तू ကဗလက်တိုင်းမဟုတ်တော့ပါဘူး तू ကအရာအားလုံးအပြင်သူ့ကိုယ်သူနဲ့ तू ကဘလောက်ကျင်တာတက်တက်နမ်းမိမယ်လဲဆိုတာကိုမေ့သွားခဲ့ပါတယ် အတော့မဝင်တော့ဘူး။ तू ကငါကြုံဖြစ်သွားပြီ။မင်းငါနာမည်တွေကိုဝင်လာပြီးထွက်ပြေးဖို့စိတ်ကူးရင်ရဲတယ်ပေါ့။မိုက်မဲတာပဲ။ तू ချက်ချင်းဖြတ်စီးလိုက်စမ်း ပုတ်ကစကားပြောပြရနဲ့ဗလက်တိုင်းကအသိစိတ်ပြင်းနေနေတဲ့စက်တစ်ခုလိုဆိုလီဗီဂတ်စ်ကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်ဆိုလီဗီဂတ်စ်ကသူ့ကိုမနာစေချင်တာကြောင့်ပြန်မတိုက်ခဲ့ဘူးလေဒဏ်ရာတွေကနက်နေခဲ့ပါတယ်သူ့ရဲ့လက်နှစ်ဖက်နဲ့ဗလက်တိုင်းကိုတင်းတင်းကြပ်ကြပ်ပုတ်ခတ်လိုက်ပါတယ် ထောက်ပါတော့ဖယ်လာတိုင်းသူ့မင်းချင်းချုပ်ခွင့်မပေးနဲ့မင်းကတကူးကြည့်ပြီးကျင်နာတတ်တဲ့နတ်မိမယ်ပါအခြားအရာအားလုံးထက်အချစ်ကိုမင်းအမြဲတမ်းဂရုစိုက်ခဲ့တယ်ပြီးတော့ကိုမင်းကိုဘလို့ဘဝမျိုးမှပဲရှိဘလို့ပဲပြောင်းလဲနေပါစေကိုမင်းကိုအသက်ထက်အမြဲတမ်းချစ်နေမှာပါ ဟာ Solivigans ဘို့လည်းပြင်းထန်စွာတုန်လှုပ်သွားပါတော့တယ်ဆိုလီဗီဂတ်စ်ကအချိန်မဖြုံးပဲသူ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီးတော့ပြိုကျတဲ့နေရာကိုဖျက်ပြေးသွားခဲ့ပါတယ်ထွက်ပေါက်ပိတ်ဆို့ပြလာတာနဲ့အမျှဘိုးကသူတို့ထောင်ချောက်ဆင်ဖို့ကြိုးစားခဲ့ရလေဒါပေမဲ့ဒီတစ်ခါမှာတော့နှစ်ယောက်လုံးလက်မလွတ်ကြတော့ပါဘူးသူတို့အမောင်တို့တွေကနေအလင်းနဲ့ကိုအတူတူထွက်လာခဲ့ကြပါတယ်အချင်းသမီးမဲ့၃ယောက်လည်းမခွဲမခွာကြတော့ပါဘူးစီလုံးစွာနဲ့ချစ်ချင်းမြတ်တာကိုပုံစံအမျိုးမျိုးနဲ့ကာကွယ်ဖို့ဂရုပြုခဲ့ကြပြီးတော့ပျောက်ဆုံးသွားတဲ့ဝိညာဉ်တွေကိုချက်ချင်းရှာဖွေဖို့လမ်းပြပေးခဲ့ကြပါတယ်အချစ်ကိုကန့်သတ်ထားတဲ့နတ်မိမယ်တွေကိုလည်းခြာဝရဖြစ်ဖြစ်ခဲ့ကြပါတယ်တတဝါတိုင်းကလွတ်လပ်စွာချစ်ခင်ရှိခဲ့ကြပြီလေဆိုလီဗီဂတ်စ်က ။မဲ့စုံမကြီးမှာလှဲ့ကွက်များစွာရှိနေခဲ့ပါတယ်